Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Super Crafter ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ Among Us series အပိုင်း1ကနေကျွန်တော်ပြန်လည်ကြည့်ဆိုပါတယ်ဘာလို့ဆိုလိုရလဲဆိုတော့ Among Us ဒီ series တက်မှာဆိုရင်ကျွန်တော် Among Us နဲ့ပတ်သက်တဲ့အစာအုပ် tutorial တွေနောက်ပြီး mob item စသဖြင့်အစရှိတဲ့အကုန်လုံးနဲ့ပတ်သက်တာကြီးကျွန်တော်ပြပြမယ်ဘာတွေနောက်ပြီးကျွန်တော်ဒီနေ့အဲ့လိုမျိုးလုပ်ပြပြမှာဖြစ်ပါတယ်နောက်တော့ကျွန်တော်ဒီနေ့လုပ်ပြမယ့်ဟာကတော့ Among Us အင်တခုစောက်ပြမှာဖြစ်ပါတယ်ဒီတော့ကြီးကတော့ house tutorial ပေါ့နော်လိုက်ပြီးကြည့်ကြစို့ Okay ကျွန်တော်စာပြီးလုပ်မယ်ကျွန်တော်ဒီမှာရောစာဘာနာကိုရှာထားတယ်အမေကတော့ကျွန်တော်တွေ့လို့စပုံးတော့စာဘာနာဆိုရင်ကျွန်တော်ပြဒီမှာ Okay Okayကျွန်တော်တို့စာရီပြီးတော့အောက်ခြေပိုင်းကပြီးနေပြီခုအောက်ခြေပိုင်းပြီးပြီဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့အပေါ်ပိုင်းလုပ်ရမယ်အပေါ်ပိုင်းအတွက်ဆိုရင် Okay ဒီမှာဒါကတော့ကျွန်တော်အပေါ်ပိုင်းအတွက်ထားမယ်ထားပြီးလို့ရှိရင်ဒီမှာတကားနှစ်ခုတက်မယ် Okay ဒီလောက်ဆိုရင်ပြီးနေပြီနောက်ပြီးလို့ရှိရင်ဒီမှာတကားနှစ်ခုတက်ပြီးလို့ရှိရင်Okayဒီမှာ red ကျွန်တော်သုံးတာဒီမှာ red concrete ဒီမှာဆို red concrete နဲ့နောက်တစ်မျိုးထပ်တော့အောင်မယ် red concrete ကိုသုံးမယ်သုံးလို့ရှိရင်တော့ကျွန်တော်အကြမ်းမြင်တော့ဒီလောက်ဘေးတက်ဆောင်လို့ရပြီဒီဘက်ပြီးတော့လေဒီဘက်အတွက်ဆိုရင်ဒီတော့လောရမှာကတော့နေရာနဲ့ရှင်းမရတယ်မှာဘလူးOkay ဒီလောက်ဆိုရင်ရပြီဆိုတော့ကျွန်တော်အခုတပတ်ဆက်လုပ်မယ်ဆိုတော့ဒီဘက်မင်းနေလိုက်ဒီဘက်လည်းပြီးပြီဆိုကျွန်တော်လည်းနော် sorry ဒီရောအခုရှိမှကျွန်တော်မနေ့ရောက်တော့မယ်ဟာညရောက်တော့မယ်နော်ကျွန်တော်မနေ့ရောက်ရင်ပြန်လုပ်မယ်ဒီကဗီဒီယိုလေးပြန်စားမယ်ကျွန်တော်ဒီတော့အခုဘာဆက်လုပ်မလဲဆိုတော့ဒီမှာသူ့ရဲ့အပေါ်ပိုင်းကိုအရင်လုပ်မယ်အပေါ်ပိုင်းကိုလုပ်မယ်ဆိုတော့ဒီမှာဒီလိုမျိုးလုပ်မယ်Yes ဒီလိုဆိုရင်အပေါ်ပိုင်းခေါင်းလိုက်ပြီးပါဒီက black concrete သုံးမယ်ကျွန်တော် black concrete သုံးပြီးတော့ဒီဘေးပဲနေရနေပါနော်ဒီဘေးပဲနေရနေကိုကျွန်တော်လာပြီးဒီလိုလုပ်မယ် Yes ဒီလိုလုပ်ပြီးတော့ကျွန်တော် light blue glass နဲ့ပေါ့နော်ဒီမှာ white glass ဒီလိုမျိုးလုပ်မယ် Okayဒီတော့ကျွန်တော်အခုတော့ဒီမှာ Among Us ပုံတော့စပြီးပြီးစီးနေပါပြီ Okay ပြီးပါဆိုဗီဒီယိုကျွန်တော် red concrete ကိုသုံးအောင်မယ်ကျွန်တော်6လူတည်းလေဒီ Among Us အင်ရဲ့6ကိုကျွန်တော်လိုက်လုပ်မယ်ဆိုတော့မလီဒီလိုဆိုဒီမှာဒီလိုမျိုးကျွန်တော်6တွဲလုပ်မယ်လုပ်ပြီးလို့ရှိရင်ဒီမှာနှစ်တော့ Okayဒီလိုဆိုရင်ဒါမလို့တော့ Yes ဒါမလို့တော့ဆိုရင်ကျွန်တော်တို့အခုဆိုရင် Among Us အိမ်လေးကတော့ပြီးဆုံးသွားပါပြီဗျာစတာပါဒီကတော့ Among Us အိမ်ကပြီးဆုံးနေပြီလားဆိုတော့မပြီးဆုံးနေပါဘူးကျွန်တော်အတွင်းပိုင်းကြီးကျန်နေတယ်အခုဒီမှာလှေကားလောက်ပါမှာဒီကလှေကားအတွဲဒီမှာ Okay ကျွန်တော်ပြမယ်ဒီလှေကားတော့
ကျွန်တော်ကဒီမှာလိုလုပ်တယ်အမီအဟန်တယ်အဲ့လိုလုပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ပြန် yes ဒီလိုမျိုးလုပ်မယ်ဝါတိုင်ပတ်နေကွာ what the fuck yes okay အခုဆိုရင်ကျွန်တော်တို့ဒီလိုမျိုးတော့ပြီးပါပြီလေကားလည်းတက်ပြီးသွားပြီလေကားတက်ပြီးသွားပြီအားလုံးသိကြတဲ့အတိုင်းလေကားလည်းပြီးပြီနောက်ဆုံးဘာလုပ်ရမလဲဆိုတော့အိမ်ထဲမှာကြိုင်တော့ပါလေအိမ်ထဲကိုဝင်ရအောင်မယ်အိမ်ထဲဝင်တော့မယ်ဆိုတော့ဆက်လက်ရင်ကျွန်တော်ဒီမှာအိမ်အပေါက်ကိုလုံမှုတွေဒီမှာလမ်းခင်းရမယ်အော်ကိုတုံးမယ်တုံးပြီးကျွန်တော်တို့ဒီမှာဒီအိမ်ကိုဒီမှာဒရိုင်းဒီမှာဒရိုင်းထိုးမယ်ထုံးပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲ့ရလေးဒီမှာထားပြီးလို့ရှိရင်တော့ထားပြီးလို့ရှိရင်လိုအပ်တဲ့ပစ္စည်းအခုတော့ကျွန်တော်အိမ်ထဲမှာလိုအပ်တဲ့ပစ္စည်းထည့်မယ်ဒီမှာ chest ထည့်မယ်ဒီမှာ crafting table ဒီမှာတော့ကျွန်တော်တို့ dash deep brush ထည့်ပြီးတော့ဒီမှာကျွန်တော် BG gadget ထည့်မယ် yes ဒီ BG gadget ထည့်လိုက်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဘာထည့်လုပ်မလဲဆိုတော့ပြန်ဒီမှာကျွန်တော်ဒီမှာတက် yes ဒီမှာဒီလိုလုပ်မယ်လုပ်ပြီးရင်ဒီလို yes နောက်ဆုံးမှာဒီလိုလေးလုပ်လိုက်မယ်အခုဆိုရင်ပြီးဆုံးသွားပြီအခုဆိုရင်တော့ကျွန်တော်တို့ဒီမှာအိမ်လေးကတော့ပြီးဆုံးသွားပြီဖြစ်တယ်ပြီးတော့ပြီဆိုကျွန်တော်ဘာထပ်လုပ်ရမလဲဆိုတော့ဘာမှချက်လို့စရာတော့လူတော့ပါဘူးရောပြီးတော့ပြီဆိုတော့ဘာမှထပ်လို့စရာဘာမှထပ်လို့စရာမလိုတော့ဘူးဒီရောပေါ့နော်ကျွန်တော်ဒီအိမ်လေးအလှတည်းလို့ပြမယ်မကြည့်ဒါတော့ဒီအိမ်ပေါ့ကျွန်တော်စောင့်ထားတဲ့အိမ်ရဲ့အလှပေါ့ okay အရှိရောအနောက်ရောအကုန်အဆင်ပြေတယ်မကြည့် wow မိုက်တယ်တမရှိုးနေတော့တကယ်ကြီးလာရပါတော့ကျွန်တော်စောင့်ထားရင်တော့ကျွန်တော်ကြိုက်တယ်ဒီတော့ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာတော့ကျွန်တော် Among Us series episode တွေကိုကြိုက်လို့ရှိရင်တော့ comment မှာနောက်ထပ် EP2 လို့ရိုက်ထည့်ပေးပါနောက်ဆိုရင်တော့ပိုင်းလို့ရှိရင်ကျွန်တော် Among Us series မှာနောက်ထပ် Among Us item တွေနောက်ထပ် Among Us house တွေပါတော့ထပ်ဆောင်ဖို့ကျွန်တော်ရှိရဒီကလို့နောက်ပိုင်းတွေမှာဒီကလို့ကျွန်တော်super crab အပိုင်းကြီးလာမှာပေါ့နော်ကျွန်တော်ပြောလို့မရဘူးနောက်တော့ကျွန်တော်ဒီအပိုင်းတွေ item တစ်ခုနဲ့မိတ်ဆက်ပေးခြင်းနေရမှာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye Mala fama, se la pasan diciendo que soy mala.